အခုတလော online မှာရန်ခက်စားနေတဲ့ရွှေပြုံသီးဟင်းလျာတဲ့တစ်မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဟိုတယ်တွေမှာဆိုရင်တပွဲကိုမြန်မာငွေ4000ကျော်ခံပေးရပေမဲ့အိမ်မှာကိုယ်တိုင်လှူစားမယ်ဆိုရင်ကိုညစိတ်အနေငယ်သာကြတင်ပါပါ။အပြင်သားကကြွရနေပြီးအတွင်းသားကနူးညံ့ဆေးပိုင်နေတာကြောင့်အင်္ဂါကလေးနှစ်ယောက်ဆိုရင်လှုပ်ပြီးတိုင်းကိုအောင်စားကြပါတယ်။ဘယ်လိုလုပ်ရတယ်လဲဆိုတာအတူတူကြည့်လိုက်ကြရအောင်ဗျာ။ပထမအဦးဆုံးရွှေပြုံသီးရဲ့အခွန်ကိုနှွားပါ။ပြီးရင်အလဲကနေထချမ်းခွဲပြီးအတွင်းကအစိတ်တွေကိုဖယ်ထုတ်လိုက်ပါ။ထို့နောက်အရွယ်စားတူညီတဲ့အရှိချောင်းလေးတွေကိုလီးပြီးပကံနဲ့ထည့်ထားပါ။ဦးထဲမှာရေစုအောင်ထည့်ပြီးရွှေပြုံသီးတွေကိုစက္ကန့်20ခန့်ပြုတ်ပေးပါ။ရွှေလေးနဲ့ပြုတ်ထားတဲ့ရွှေပြုံသီးဟာပြောင်းကုန်ပုံကပ်ရတာပိုလွယ်ကူစေပါတယ်။ပြီးရင်ရေစစ်ပြီးပကံလုံးနဲ့ထည့်ပါ။ပြောင်းကုန်ပုံနှစ်စွန်းထည့်ပြီးရွှေပြုံသီးချောင်းလေးတိုင်းမှာအမှုန့်လေးနဲ့ဆက်တော့အောင်တေချာလေးနေပေးပါ။ဒါဟာအပြင်သားကကျွတ်ပြီးအတွင်းသားနူးညံ့ဖို့အတွက်အဓိကလှုပ်ဝက်ချက်ပဲဖြစ်ပါတယ်။စီအပူချိန်60ရာခိုင်နှုန်းခန့်လောက်ပူလာပြီးဆိုရင်ရွှေပြုံသီးတွေကိုထည့်ကြပါထည့်ပြီးချင်းမှာပဲပုံစံကျတော့အောင်မှုရမျိုးမလုပ်ပါနဲ့အောင်5မိနစ်ခန့်ကြော်ပြီးရွှေဝါရောင်တန်းကကျွတ်ရလာပြီဆိုရင်တော့စီစစ်ထုတ်ပြီးဆယ်ယူထားပါ။ပိုးတစ်တလုံးထဲမှာစီအနှဲငယ်ထည့်ပါ။ရတာရှိဖို့အတွက်အဓိကလိုအပ်တာကတော့ဘဲဥစားငှက်အနည်းနှစ်စုံပဲဖြစ်ပါတယ်။မီအေးအေးနဲ့ဘဲဥစားငှက်အနည်းတွေကိုအမြုပ်ထားလာအောင်လုပ်ပြီးပါ။ပြီးရင်ကြော်ထားတဲ့ရွှေပြုံသီးတွေကိုထည့်လိုက်ပါ။မိပိတ်ပြီးအမြတ်သမားအောင်နေပေးပါ။ရွှေပြုံသီးအပြင်ဘက်မှာဘဲဥစားငှက်အနည်းတွေအပြည့်ကတ်သွားပြီဆိုရင်တော့ကျွတ်သွမေးလေးဖြူပြီးပကံနဲ့ထည့်လို့ရပါပြီ။ဒီလိုနည်းနဲ့လှုပ်ထားတဲ့ရွှေပြုံသီးကြော်ဟာချိုမိန်နူးညံ့ပြီးဘဲဥစားငှက်အနည်းရဲ့မွေးရတဲ့နဲ့အရသာကိုပါရရှိစေတာကြောင့်တကယ်ကိုဆောက်လုပ်ကောင်းပါတယ်အခုပဲဗီဒီယိုကိုသိမ်းဆည်းထားပြီး like လုပ်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ